customer လေးကစိတ်တိုင်းကြအောင်လို့ပေါ့နော်အဓိကတော့အရော့တွက်လဲတက်တာတယ်အရော့တွက်လဲတက်တာတယ်ပေါ့နော်ပြီးလို့ရှိရင်လဲရွှေချိန်လဲမှန်တယ်ပြီးတော့15ပဲရေဆိုလဲ15ပဲအပြည့်ပဲနောက်ပြီး16ပဲရေဆိုလဲ16ပဲရေအပြည့်ပေါ့နော်တကူဆိုလို့ရှိရင်လဲမိုင်လေးဝတ်ထားရဆိုလို့ရှိရင်လဲဒီရွှေတပြည့်ရွှေဆိုင်ရလက်ဝတ်ရတနာတွေကိုပဲစင်မြန်းထားရပဲဖြစ်ပါတယ်ဒီလက်ဝတ်ရတနာဆိုလို့ရှိရင်လည်းတကယ်ကိုပေါ့နော်လှတယ်ပေါ့နောက်ပြီးဘိုးဆန်းဆန်းလေးတွေလည်းလုပ်ပေးရလူငယ်အကြိုက်ပေါ့နော်လူကြီးလူငယ်အကြိုက်ပေါ့ဟိုဘယ်လိုပြောရမလဲအသက်ကြီးတက်လက်တက်ငယ်အကုန်လုံးပေါ့နော်လှမစေမဲ့ဒီဟိုဒီရွှေဒီဇိုင်းလေးတွေကိုလုပ်ထားတာပဲဖြစ်ပါတယ်အရန်လှတယ်ညီမလေးရှင်အလကားပေးပြီအလကားပေးပါလားတကယ်တော့မိအကုန်ယူသွားလိုက်တော့ပဲကျေးဇူးပါပြီတတဲဟုတ်ကဲ့ပါကျွန်တော်ရဲ့ရှင်နေရတနာဆိုင်ပြုပွဲကြီးအောင်မြင်စွာပြုလုပ်ကြတင်ပြအပ်ပါရှင်ဟုတ်ကဲ့ပါလက်ခေါ်ပါနေချင်းနေပေးကြပါဦးရှင်မင်္ဂလာပါဟုတ်ညီမလေးကတော့ရွှေတပြေရဲ့ပေါ့နော်ရွှေဆိုင်ဒီဟိုရတနာရွှေဆိုင်ရဲ့ပဲ့ကိုင်ရှင်ညီမလေးပဲဖြစ်ပါတယ်ညီမလေးကရွှေတပြေပိုင်ရှင်အုံနာပေါ့နော်ဟုတ်ကဲ့နာမည်နဲ့မိတ်ဆက်ပေးပါဦးဟုတ်နာမည်ကတတဲပြပါရှင်ညီမလေးတတဲပါရွှေတပြေရတနာရွှေဆိုင်ရဲ့သူပိုင်ရှင်အုံနာပဲဖြစ်ပါတယ်ဟုတ်ဆိုင်ပုံမလေးပြပြတဲ့အကြောင်းလေးပြောပြပါဦးဆိုင်ပုံမလေးကြတော့ဒီညီမလေးနဲ့ကကြတတဲနဲ့ကြတော့တတဲကဒီဟိုပါပေါ့နော် live sale ပေါ့အရင်စပြီးတော့အလုပ်လာအပ်တဲ့ခါမှာပထမဦးဆုံးပေါ့နော်ရွှေတပြေရတနာရွှေဆိုင်အောင်ပေါ့နော်အမမိုင်လေးနဲ့အရင်ဆုံးစားဖွင့်တယ်ပေါ့စားဖွင့်ပြီးဆိုတာနဲ့ဒီနေ့ပေါ့ဆိုင်ပွင့်ပွဲလေးရှိရဲမမရေလာခဲ့ပေးပါဖဲချိုးပြက်ဖွင့်လင်ပေးပါဆိုတာနဲ့ဒီနေ့ပေါ့နော်လာရောက်ခဲ့ခြင်းဖြစ်ပါတယ်ညီမလေးတတဲရဲ့ဒီရွှေတပြေဒီရွှေဆိုင်ကြီးကိုပေါ့နော်ရွှေရည်တွေဆိုလည်းအရန်ကောင်းတယ်တကယ်ကိုပေါ့နော်ရွှေချိန်ပေါ့နော်အရန်လဲပြည့်မီတယ်ရွှေသားလဲကောင်းတယ်ပေါ့နော်သူကကြတော့အကယ်ဒမီရွှေကိုပဲလုံးဝကိုဒီဘယ်လိုပြောမလဲ15ပဲဆိုလဲ15ပဲ16ပဲဆိုလဲ16ပဲရေလုံးဝကိုရွှေကိုလုံးဝရော့ချင်းပါချင်းမရှိဘူးနောက်ပြီးတော့ရွှေအယောင်လဲလှတယ်ရွှေချိန်လဲမှန်တယ်ပေါ့နော်ရော့တွက်တွေလည်းအရန်တက်တာတယ်ရွှေတပြေရွှေစာကြီးပဲဖြစ်တယ်ညီမလေးအားလုံး live စီးတွေမှာစလုပ်တော့တာမမမိုင်လေးခေါ်ပြတာကြဘယ်လိုတောင်းနေဖြစ်လဲအရန်ချစ်လို့လေချစ်လိုက်တာမိချစ်လို့တဲ့တတဲကမိမဆရာထွန်းစားရအများကြီးပဲကျေးဇူးပါတဲလေးဟုတ်ပြောရမ်းကျေးဇူးပြောလေရမ်းချစ်ဖို့ကောင်းရမ်းသိမ့်လို့ရလို့မှာဟုတ်ကျေးဇူးလေကျေးဇူးပါတဲလေးရဲ့အမီကိုလည်းကျေးဇူးတင်ပါတယ်ရွှေတပြေဒီရတနာရွှေဆိုင်ကြီးလည်းဒီထက်မကအများကြီးအောင်မြင်ပါစေမိလေးဆိုင်ခွဲတွေအများကြီးဖွင့်နိုင်ပါစေမိရဲ့ဟုတ်မိလေးဆိုင်မှာတော့ဓာတ်နိုင်တဲ့ဟာလေးပေါ့လည်းမိတ်ဆက်ပြတာရွှေတီးတန်ပဲလားပြတာဟုတ်မှာဟုတ်ရွှေတီးတန်ပဲရွှေတီးတန်ပဲဟိုမှာစရမ်းလာဆိုတော့လေဟုတ်ဒါမှလည်းနည်းနည်းပြောပေါ့ဒီပါတာဘယ်လိုလဲရလေးရနိုင်လဲပေါ့ဘယ်လိုပြောလို့ရဈေးနှုန်းနဲ့ပတ်သက်ပြီး customer လေးတကယ်ကြောက်လို့ပြီးတယ်ဆိုတာလေဟုတ်ကဲ့ customer လေးကစိတ်တိုင်းကြအောင်လို့ပေါ့နော်အဓိကကတော့အရော့တွက်လဲတက်တာတယ်အရော့တွက်လဲတက်တာတယ်ပေါ့နော်ပြီးလို့ရှိရင်လဲရွှေချိန်လဲမှန်တယ်ပြီးတော့15ပဲရေဆိုလဲ15ပဲအပြည့်ပဲနောက်ပြီး16ပဲရေဆိုလဲ16ပဲအပြည့်ပေါ့နော်တကူဆိုလို့ရှိရင်လဲမိုင်လေးဝတ်ထားရဆိုလို့ရှိရင်လဲဒီရွှေတပြည့်ရွှေဆိုင်ရလက်ဝတ်ရတနာတွေကိုပဲစင်မြန်းထားရပဲဖြစ်ပါတယ်ဒီလက်ဝတ်ရတနာတွေဆိုလို့ရှိရင်လဲတကယ်ကိုပေါ့နော်လှတယ်ပေါ့နောက်ပြီးဘိုးဆန်းဆန်းလေးတွေလည်းလုပ်ပေးရလူငယ်အကြိုက်ပေါ့နော်လူကြီးလူငယ်အကြိုက်ပေါ့ဟိုဘယ်လိုပြောရမလဲအသက်ကြီးတက်လက်တက်ငယ်အကုန်လုံးပေါ့နော်လှမစေမဲ့ဒီဟိုဒီရွှေဒီဇိုင်းလေးတွေကိုလုပ်ထားတာပဲဖြစ်ပါတယ်အရန်လှတယ်ညီမလေးဒီလေးဒါလေးလည်းပြောရပါတော့ကိုယ်ဆိုင်မှာဆိုလို့ရှိရင်အားလေးကြီးကြရတယ်ဒီဆိုင်ဖို့ဝင်နေတဲ့ဘယ်လို promotion စီစဉ်လေးတွေလုပ်ပေးထားလဲပေါ့အဲ့ဒါလည်းရှိရင်လည်းပြောပေးပါဦးမဲတွေအများကြီးပဲလုပ်ပေးထားရနော်မဲတွေအများကြီးပဲလာရောက်ဝယ်ရတဲ့သူတိုင်းကိုပေါ့နော်ဒီဗလာမပါကန်ဆန်းမဲအနေနဲ့ပေါ့နော်အကုန်လုံးမဲဖောက်ပေးသွားမှာပဲဖြစ်ပါတယ်ရွှေတပြေရတနာရွှေဆိုင်ကြီးကတော့ဒီမှာဆိုလို့ရှိရင်ဆိုင်ခွဲအမှတ်2ပေါ့နော်အခုကတော့ဆိုင်ခွဲကြီးပေါ့ဒီသမိုင်းမှာလည်းရှိရအခုဆိုလို့ရှိရင်ကြောင်မြောင်းတီတာလမ်းအိမ်နံပါတ်38ပါအိမ်နံပါတ်38မြင်းကြီးထက်မှာရွှေတပြေရတနာရွှေဆိုင်ကြီးကိုဖွင့်ထားတာပဲဖြစ်ပါတယ်လာရောက်အားပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်ရွှေလာကြိုက်တာပေါ့အခုကပြောနေတာရွှေတပြေမှာပဲလာဝယ်မယ်လို့ညီမလေးတော့အားပေးမယ်ဆိုဟာမမအတွက်ဆိုအမြဲတမ်းနဲ့ဟိုဘယ်လိုပြောမလဲ welcome မဲ့တဲ့တတဲကအမြဲတမ်းပေါ့နော်အဒီဟိုညီမလေးလို့မမကိုကြားလို့ရှင်လို့ဟိုဟာဖြစ်ပေးရမယ်နော်အချစ်ဈေးနဲ့လုပ်ပေးရမယ်လို့စိတ်ချမမလုပ်ပေးမယ်တဲ့တတဲကနောက်ပြရှော့ပေးပါနဲ့မညိုးဝယ်မှာရှော့မှာပေါ့ရှင်အလကားပေးပြီအလကားပေးပါလားတကယ်တော့မိအကုန်ယူသွားလိုက်တော့ပဲကျေးဇူးပါတတဲရွှေနဲ့ပတ်သက်ပြီးအမှတ်တရလေးတွေကတော့ဟုတ်ရွှေကတော့ညီမလေးရဲ့ဟိုမေမေရကြတော့
အဓိကကြတော့ဟိုဘယ်လိုပြောရမလဲရွှေဟိုအရင်တုန်းကကြတော့မမတို့တွေကကြဒီအိမ်မှာပေါ့နော်စိတ်ရွှေရနာလုပ်ငန်းလုပ်တော့ပဒိန်ပိုဖွင့်ထားတော့ရွှေချောင်းကစိန်ချောင်းကမမစိမ့်တာမရှိဘူးပေါ့နော်ဟိုအမြဲတမ်းပေါ့နော်ဟိုရင်းနှီးနေရပေါ့ရင်းနှီးနေရဆိုအခုဆိုလို့ရှိရင်ရွှေတွေဆိုလဲသိရဒီမှာဆိုရွှေသားအရန်ကောင်းတယ်ဆိုတာသိရတယ်ရွှေနဲ့ပတ်သက်ပြီးအမှတ်တရလေးရတော့ပြန်လွမ်းတာပေါ့အရင်တုန်းကပေါ့နော်ပဒိန်ပိုအိမ်မှာဖွင့်ခဲ့တယ်ဖွင့်ကဖေဖေကြီးရပဲဦးစီးပြီးတော့ပေါ့နော်ဖေကြီးကဒီဥမောင်ရင်ဆိုလို့ရှိရင်မကိုလန်းမှာဆိုလို့ရှိရင်ဟိုပါပေါ့နော်ဟိုအဖေကြီးကိုအကုန်လုံးပြီးကြရပေါ့အရင်တုန်းကဆိုအဲ့လိုပြီးတော့အဲ့ဒီဟိုမမေပြန်ပြောပြရပေါ့အဲ့တုန်းကကြာကိုကကြာမမွေးသေးဘူးမမွေးသေးဘူးပေါ့နော်အဲ့လိုမျိုးကြတော့အဲ့ဒီအကြောင်းအရာလေးပြန်ပြောပြရတယ်ပြန်ပြောပြလို့ရှိရင်ပြန်ပြီးတတိယရပေါ့ရွှေနဲ့ပတ်သက်ပြီးအမှတ်တရတော့အဖေကြီးကိုတတိယရတာပေါ့ဟုတ်အဲ့တော့လက်ဆောင်ရခဲ့ပြီးအမှတ်တရပေါ့ရွှေနဲ့ပတ်သက်ပါလေရွှေနဲ့ပတ်သက်ပြီးတော့လက်ဆောင်ဖန်လေးတွေထည့်ပေးတယ်အော်စီယာကဒီတတ်ထားဆိုတဲ့ညီမလေးဆိုလဲရွှေနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးပေါ့နော်ရွှေလက်ကောက်ကလေးတွေရွှေနဂတ်ကလေးတွေအဲ့လိုလေးထည့်ပေးတယ်အမြဲတမ်းအခုကျရွှေရမ်းကြိုက်တယ်အခုကရွှေရလဲဈေးရဟိုဖြစ်သွားပြီဆိုတော့လေဟိုကရွှေစိန်ထက်ရွှေကိုပိုကြိုက်လာတယ်လို့လူငယ်ဆန်ဆန်လေးကြီးကြိုက်တယ်ဒီလိုမျိုးပုံစံလေးဆိုကြိုက်တယ်ဒါဆိုရွှေတပြေရတနာရွှေဆိုင်ရရွှေပုံစံလေးပေါ့နော်အရင်သဘောကျတယ်ဒါဆို stage show ပွဲသွားဆိုလဲဒါကဘိုးဆန်တယ်အဲ့လိုမျိုးပေါ့နော်ဟိုအင်ချီရွေးစရာမလိုညီမလေးတို့ဒီဇိုင်းနေဆိုလို့ရှိရင်ဒီမှာဆိုဒီလိုမျိုး place ဆိုလို့ရှိရင်ပွဲတိုးစီမဲ့ပေါ့နော်ရွှေပရက်လေးလှုပ်ထားတာတော်တော်လှတယ်ညီမလေးကျေးဇူးပါမီလေးအားညီမလေးမေးရောဝယ်ပေးပြီလားရွှေမေးရသူ့ဘာသာသူစုတယ်မေးဝယ်ပေးကြမလို့ပေါ့ဝယ်ပေးကြမလို့သူ့ဘာသာသူပဲဝယ်တယ်ဟုတ်ဒါပါပြတာဆုံးကြပါဒီရွှေတပြေကိုလာရောက်အားပေးဖို့လည်းဖိတ်ခေါ်ထားတယ်ပြောပြပါဦးရွှေတပြေကိုလာရောက်အားပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်ရွှေတပြေရတနာရွှေဆိုင်မှာဒီမှာဆိုလို့ရှိရင်ဒီမှာဆိုမွေပုံစံလေးလှုပ်ထားတာလေးရောဗာလေမဲတူစာလားညီမလေးဒါဘာလို့ခေါ်လဲမသိဘူးလေးမွေအပတ်ကလေးပေါ့ဒီလိုပုံစံလေးချစ်စရာလေးတွေဒါဆိုဒီဘက်ကတော့လူငယ် type ကလေးသွားတဲ့ဖက်ပေါ့ဒီဘက်ကကျတော့လုံးဝဟို high school ဖက်ပေါ့နော်ဒီလိုမျိုးဟိုအလှူပွဲတို့ဘာတို့ပေါ့နော်ဝတ်တဲ့ခါကျလို့ရှင်သွားတဲ့ဒီဇိုင်းလေးမျိုးနှစ်မျိုးလေးပေါ့နှစ်မျိုးနှစ်စားလေးခွဲပေးထားတယ်ပေါ့ဒီနဂတ်လေးဆိုလို့ရှင်လည်းရွှေနဂတ်ကလေးပေါ့နော်တော်တော်လှတယ်ဒီဇိုင်းဆန်းဆန်းလေးနဲ့လုပ်ပေးထားတာဆိုဒါလေးနဲ့ဝတ်ပြီးတော့ကုန်းအင်းကြီးလေးနဲ့ဝတ်ပြီးတော့လည်းသွားလို့ရတယ်ဂျင်နာပါတီလေးတွေလည်းသွားလို့ရတယ်ပေါ့အဓိကတော့ရွှေတပြေမှာစိတ်ကြိုက်ပေါ့နော်ဒီဇိုင်းတွေလည်းအနှံလို့ရပါတယ်ဆိုတဲ့အကြောင်းလေးလည်းပြောချင်ပါတယ်မိမိကိုစားပြောလိုက်တယ်တဲတဲကိုစား